ဒီဟာလေးခောက်ပြပေးပါဆိုလို့မင်းဒီမှာခောက်ပြပေးထားပါတယ်နော်လိုအပ်တဲ့ပစ္စည်းလေးတွေကိုလည်းတစ်ခါလေးပြပေးထားပါတယ်ဒီခေါင်းလေးတရားဆိုလို့ရှိရင်အဝိုင်းပန်းစည်းတွေမှာလည်းသုံးလို့ရပါတယ်ပထမဦးဆုံးစာရွက်တစ်ရွက်ကိုယူပြီးတော့နှစ်ပိုင်းဖြတ်လိုက်ပါတယ်နှစ်ပိုင်းပြီဆိုလို့ရှိရင်ဒီစာရွက်ကိုပဲထပ်ပြီးတော့နောက်ထပ်နှစ်ပိုင်းပိုင်းပါမယ်ဒါခေါင်းလေးတစ်မျိုးကိုပီပါရဲ့၄ပုံတစ်ပုံပဲအသုံးပြုရပါတယ်ရှင်ဒါမျိုးလေးရလာပြီဆိုလို့ရှိရင်တော့မင်းအခုပုံမှာပြထားတဲ့အတိုင်းလေးပဲခောက်ကြည့်ပါနော်အခုမင်းခောက်ပြထားတဲ့အဆင့်ပါတယ်မယ်ပုံစံလေးတစ်မျိုးထွက်အောင်လို့ဒီခောက်နည်းလေးကိုအသုံးပြုလို့ရတယ်ပေါ့နော်မင်းတို့ကတော့သူခောက်ပြထားတဲ့ပန်းစည်းလေးရတိုင်းဆိုရင်တော့အနားသက်ကလေးကိုဒီလိုကတ်ကြီးလေးနဲ့အတွန့်လေးပြန်ပြီးတော့ညှပ်ပါမယ်တို့အတွန့်ညှက်တဲ့အခါမှာကိုကဒီလိုမညှက်တတ်ဘူးဆိုလို့ရှိရင်လေသူကညှက်တဲ့ကတ်ကြီးလေးရှိရပါတော့အဲ့လိုကတ်ကြီးမျိုးလေးတွေဝယ်ပြီးတော့ညှက်လဲရပါတယ်ဒီဒုတ်ကလေးကိုတက်တဲ့နေရာမှာတော့ကော်ဝဲ33တိတ်ကိုဝဲ33ခိုင်မှုအရေးကြီးတယ်ကိုအဆင်ပြေတာလေးကိုသုံးလို့ရပါရှင်ကြည့်ရှုပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်